မကောင်းသောဘေးမကောင်းသောရန်မကောင်းသောဒဏ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့အဆောက်အုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းမှာပါဒုတိယအကြိမ်ရောက်တဲ့အခါကျတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရေဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထထဲကြအောင်အာဟုသောဟုသောပုဂ္ဂိုလ်မသုံးမဲ့နဲ့တပည့်တော်သံဃာကိုငဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပည့်တော်သုံးမမယ်ဗျာနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာယတိသံဃတပတ္တကံလံသံဃောတံတိမံသမုဟနေယသမာနာသံဝါသံဧကုပောသေထံဧသာညတိသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာသံဃောတံတိမံသမုဟနတိသမာနာသံဝါသံဧကုပောသေထံယသာယသမတောခမတိဧတိသာသီမာယသမာနာသံဝါသာယဧကုပောသေထာယသမုဂ္ဂါတောသောတုံနှသာယသာနေခမတိသောဘာတိယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောသေထာခမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုအဲ့ဒီကမ္မဝါကသမာနာသံဝါသဆိုတာသမာနာအတူတူသံဝါသနေထိုင်ရတဲ့နေရာမှာယရဏသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမူမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဒီတခါဖတ်မဲ့ကာမဝါကြတော့ပညာချက်ကသူ့ထဲမှာတိုက်ရိုက်ပါတယ်ဣမံအာရာမံလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်အာရာမဆိုတာပါဠိတွေမဂဓတွေအာရာမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ဘောနောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါ
သတ္တနံဗုဒ္ဓနာသတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကသတ္တနံခုနှစ်စုတဲ့ဝိပတိသိခိဝိသဗုကာကုသံခောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွယ်ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကမ္မဝါဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖရာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှားပြီးတော့အောင်လန်းနီးတွေမှုံနီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေနေအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲလင်းလွှာကြိုတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနှမြုပ်နန်းထားစုံကဝေတဆေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါဣမသမိန်အာရာမေဣမသမိန်ဂေဟေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညှထားပြီးတော့ရွတ်ဖတ်တရစေပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျိအန္တရေကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရစေပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံတတ္တနံဗုဒ္ဓနာအနန္တရာယိကဇိဝိတာနံသဗ္ဗဝေရဇိတာနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိတံတာနံလေနံပရာယနံကရိယဣမသမိန်အာရာမေဣမသမိန်ဂေဟေဝတ္တတံဘယဝိနာသာယဗပရိသယဝိနောဒနာယသာသုဝိဟာရာယဧသာညတ္တိ
သုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနံသဗ္ဗဝေရဇိဒါနံသဗ္ဗဝေရာပိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိတံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေဂေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယဖာသုဝိဟာရာယယတာယတမတောခတ်မတိဣမသာအာရမသာဣမသာဂေဟသာသတ္တနံဗုဒ္ဓနံအာနုဘာဝေနအနန္တရာယိကသာပရိတ္တသာဒါနသာလေနသာပရာယနသာကရဏံသောတုံနှသာယတာနိခတ်မတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောသတ္တနံဗုဒ္ဓနံအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခတ်မတိသံဃတတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနှင့်တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမဆက်ရွတ်ဖတ်တရစေနာကြားကြရအောင်သမန္တာသက္ကဝါလိသူအတ္တရာခိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတောယေခာနေဝဒသင်တိဘိသနံယမိစေဝနုယုံသံတော်ရတ္တိတိဝမတန္တိတောသုခံသုပတိသုတ်တော်သပပံကိဉ္စီနပသတိဧဝမာတိဂုဏုပေတံပရိတံတံပနာမဟေကာရဏီယမထာကုသလေနာယန္တတန္တံပဒံအဘိသမေဇာသေကောဥဇုဇာသုဇုဇာသူဝသောသသမုဒုနာတိမာနီတန္တုတကောဇာသုဘရောဇာအပဂိသောဇာတန်လဟုကဝုတ်တိတန္တိန္ဒရိယောဇာနိပကောဇာအပဂဘောကုလေသောနာနုဂိတောနာဇာခုတ်ဓမ္မာသတိကိဉ္စီယေနဝိညုပရိဥပဝတိယုံဒုခိနောဝါခိမိနောဟွန်တုသဗ္ဗသတ္တာဘုံတုဒုခိတတ္တာယေကေစိပါဏာဗုဒ္ဓတိတတဝါထာဝရဝနဝသေတာဒီဃဝါယေဝမဟန္တာမေသိမာရတ္တကအနုကထူလာ
ဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါသံဘဝေသေဝသဗ္ဗသတ္တဘွန်တုသုခိတတ္တာနာပရောပရဏိဂုပ္ပေထနာတိမေညေထကတ္တစီနာဂိဉ္စီဗျာရောသနာပတိကသင်ညာနေညာမေညာသဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေသုမာနသံဘာဝယေအပရိမာဏံဩမေတေဇာသဗ္ဗလောကသမိမာနသံဘာဝယေအပရိမာဏံဩဒံအထောဇာတိရိယံသအတံဘာရံအဝေရမသဗ္ဗတံတေထံသရဏိသိဏောဝါသယာနောယာဝတ္တသဝိဒမိတောဧတံတတေအဒိဋ္ဌိယာဗျမမေတံဝိဟာရမေတ္တမဟုဒိဋ္ဌိသအနုပကမ္မသီလဝဒသနေနသံပန္နောကာမေသူဝိနည်းကေတံနာဟိဇာဒုက္ခပသေယပုနာရေတိပုရိတံဗောဓိသံပါရိနိဗ္ဗာတံဝတ္တဇာတိယံယသတိစေနာဒါဝေကိမဟာတတံဝိဝေဇယိထေရရသသာရိဗုဒ္ဓသာလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေအထိလောကေသီလကုဏောသစ္ဆံသောစေယနုဒ္ဒယတေနာသစ္စေနာကာဟာမိသစ္စာကိရိယမနုဿရံအာဝိဇတဝဓမ္မဗလံသရိတဝပုပ္ပကေစီနေသစ္စာဗလာမောသာယသစ္စာကိရိယမကာသဟံသန္တိပခာအပတနာသန္တိပါဒာအဝိဇနာမာတာပိဒါသနေခန္ဓာဇာတဝေဒပဋိကမသာဟသစ္စေကတိမေရှံမာပိစလိတောသိခိဝိဇေတိသောလသဂရိသာနိဥဒကံပတ္တဝါယထာသိခိသစ္စေနမေသမောနတ္ထိဧတာမေသစ္စာပါရမီဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာဇာရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိသတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက္ခာတောဘဂဝတာဓမ္မောသန္ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆဒံဝေဒိတာဘောဝိညူဟိသောပတိပန္နောဘဂဝတောသာဝကသံဃောဥသုပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစိတ်ပတိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာဧဝံဗုဒ္ဓံတတံဓမ္မံသံဃေသဘိက္ခဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိတတိယံဒုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏသသတောပါပေကဟောဒုက္သူပိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယံဒုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏသသတောပါပေကဟောဒုက္သူပိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တု
ယန္တုန်နိမိတံဝမင်္ဂလင်သာယောသမနာဘောသကုဏသသတောပါပေကဟောဒုတုပိနာအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဂုတ်တရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရကင်းလူသူပရိသတစုတို့အားသဗ္ဗရာနေယောညမအခါခသိဘဝတုတဏိတခြားအကျိုးများဖို့တိုးပွားဖြစ်ထွန်းပါစေသဗ္ဗဒေဝတာအလုံးစုံအရာယနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဓိဝါနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာပုံမစုယုတ်ခစုအာကာသစုစတုလောကပါလာတရားဗျမများစွာသောနတ်ဗျမအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်သရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗရာနေယောညင်မအခါခသိရက္ခန္တုကောင်းစွာမသွေဆောင်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနာလေးသင်္ချေနဲ့ကဘာတသိရှစ်သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိမ့်ပြဓာလုံလကြီးစွာဒါနာပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလအမြာအားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာဓိကသတ္တာဓိကဝရိယာဓိကအမိယပြေလျင်ခင်ကားသေးလုံးနဲ့အမြာပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့ဤတကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနာအလုံးစုံသောမတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယတာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိဋကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်84,000ကျမ်းကုန်အောင်တို့ဤတကုတေဇောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာမဲ့၌တည်သောပုဂ္ဂိုလ်4ပါးဖို့၌တည်သောပုဂ္ဂိုလ်4ပါးဤ8ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောဂလံဧကသာဝကမဟာသာဝကအတိတိ8ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့ဤတကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဝါသဗ္ဗသံဃာနုဘာဝေနာလေးစိပေသလာသိက္ခာကာမသေလဝန္တာဂုဏဝန္တာပညာဝန္တာဂရုဂါရဝဖြစ်တော်မူကြကုန်သော
အရိယာနွယ်ဝင်းသမုဒိထေအရှင်တို့ဤတကုရှိန်စောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုတ္တဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိန်သာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိသတိဗယာသ25ပါးသောဘေတို့သည်၎င်းသောလတဥပါဒဝါစာ16ပါးသောဥပါဒဝါတို့သည်၎င်းပင်စဝေဒီစ5ပါးသောယံတို့သည်၎င်းဒသဒန္တာစ10ပါးသောဒံတို့သည်၎င်းအထဒေါသစ8ပါးသောအပြစ်တို့သည်၎င်းနာနာဘယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်းဝိနာသံပြောက်ပြဲ့ခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်းလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြည်ငယ်အလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဆူကြုံအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတိအကျဉ်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပူရန္တိဖြစ်ကျင့်ကြကုန်၏သောဒီဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘေအခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိသုဘဗတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာတန်ရှင်ကောင်းသောအိယာမှထရခြင်းပေတိ
သူခနောကျုံလာဆိုင်ရခဏတိုင်းမှာအကောင်းချီသာဒီသူမူဟုတ်တော်စမူဟုတ်တိုင်းမှာအကောင်းချီသာဒီယသမိန်ဒီဝတိအကျင့်သူစရိုက်ကျင်ရာနေအခါ၌ဗျံမစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိဋ္ဌံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူရိဋ္ဌံအပြည့်ကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထို့ကြောင့်ကာယကမ္မံထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာဒီဝါစာကမ္မံထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာဒီမနောကမ္မံထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာဒီတေတုံမေထိုသင်တို့သည်အထာလတ္ထယအသောကောင်းကျိုးရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သဗ္ဗေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါစေကုန်သတည်းယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမ္မဆက်လည်းရွတ်ဖတ်တရဆက်ပြီးပြီ။အိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရာလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်တင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေသုတ်တင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သဒ္ဓါတရားနဲ့အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တကားများရဲ့ဧရိယာကကျဉ်းကျဉ်းလေးပါအကုန်လုံးဘေးကင်းတယ်ရန်ကင်းတယ်အန္တရာယ်ကင်းတယ်လို့နားလည်ပါ